စောင်းနိုင်ချင်းရောက်လို့သင်္ကန်းမြတ်လူတော်တူပြောအချင်းချင်းတို့စင်နွယ်ဆွဲစိတ်တဲ့စီလုံးညီညာအလူရှင်အလူမများရဲ့စေတနာတရားတရားရှိထားစေတနာတရားကောင်းကျိုးဖြာဖြာပြည့်စုံရမှာတစုံမုံလမြတ်ကထိန်ခင်းရတဲ့အများစုပေါင်းသင်္ကန်းလူတဲ့ွယ်စောင်းတိုင်းချင်းရောက်လို့သင်္ကန်းမြတ်လူတော်သူပြောအချင်းချင်းတို့စင်နွယ်ဆွဲစိတ်တဲ့စီလုံးညီညာအလူရှင်အလူမများရဲ့စေတနာတရားတရားရှိထားစေတနာတရားကောင်းကျိုးဖြာဖြာပြည့်စုံကြမှာတစုံမုံလမြတ်ကထိန်ခင်းရတဲ့အများစုပေါင်းသင်္ကန်းလူတဲ့ွယ်နှစ်တိုင်းလွယ်လို့ပြောစကူပေါ်အလူတော်အလူတကာများလဲပြောအလူမများလဲပြောနှစ်တိုင်းလွယ်လို့ပြောစကူပေါ်အလူတော်အလူရှင်များလဲပြောအလူမများလဲပြောရွှေပင်မြေမှာပေါက်လို့ကောင်းယူတူတဲ့အကြံတွေအောင်ဘေးပေါင်းရန်ရာကွာဝေးလို့ကင်းချမ်းသာကောင်းယူဖြာဖြာပြည့်စုံကြမှာတစုံမုံလမြတ်ကထိန်ခင်းကြတဲ့အများစုပေါင်းသင်္ကန်းလူတဲ့ွယ်တနေ့မှတလမှတရက်ကတိနာဇီဝတံတန်ခါတာဒေမောင်ဆိုတဲ့ကတိနေရမြတ်တင်ကလူတန်းကြတဲ့ပွဲကြီးမှာအလူရှင်လူမတွေလူတန်းနေကြတာပျော်စရာကြီးပါခင်ဗျရေတောင်ရွှေပင်မြေမှာပေါက်လို့အပိအနံနဲ့အထွက်တိုးဘေးပေါင်းရန်ဆွဲအနေရခတ်သိမ်းကင်းငိမ့်ပြီးတော့ကောင်းမျိုးလိုရာဆန္ဒတွေပြည့်စုံလို့အလုတ်အခိုင်အကျဉ်းစီဟူသည်မြကြီးပွားတိုးတက်အောင်မြင်ကြပါစေ။တစောင်းမုံလာမြတ်မှာစုပေါင်းကလူတန်းကြတဲ့ဗဟာဘုံမတိန်ပွဲတော်ကြီးမှာလူတန်းနေကြတာပျော်လို့မဆုံးပါဘူးညာ။တစောင်းနိုင်ချင်းရောက်လို့သင်္ကန်းမြတ်လူတော်တူပြောအချင်းချင်းတို့စင်နွယ်ဆွဲစိတ်တဲ့စီလုံးညီညာအလူတကာအလူမများရဲ့စေတနာတရားတရားရှိထားစေတနာတရားကောင်းကျိုးဖြာဖြာပြည့်စုံကြမှာတစုံမုံလမြတ်ကထိန်ခင်းရတဲ့အများစုပေါင်းသင်္ကန်းလူတဲ့ွယ်နှစ်တိုင်းလွယ်လို့ပြောစပူပေါ်အလူတော်အလူရှင်များလဲပြောအလူမများလဲပြောနှစ်တိုင်းလွယ်လို့ပြောစပူပေါ်အလူတော်အလူတကာများလဲပြောအလူမများလဲပြောရွှေပင်မြေမှာပေါက်လို့ကောင်းကျိုးတူတဲ့အကြံတွေအောင်ဘေးပေါင်းရန်ရာကွာဝေးလို့ကင်းချမ်းသာကောင်းကျိုးဖြာဖြာပြည့်စုံကြမှာတစုံမုံလမြတ်ကထိန်ခင်းကြတဲ့အများစုပေါင်း
သင်္ကန်းလူတဲ့ပွဲ Hey 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 Hey